အားလုံးပဲမင်္ဂလာပါရှင် Sweet English Academy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဖတ်တူအနေနဲ့ Singapore Maths မှာ count from 1 to 10ကိုဒီရှယ်ကသင်ပေးပါမယ်ဒီမှာဆိုရင်ကောင်မလေးကအရေးအတွက် blocks တုံးလေးတွေကို10တုံးတန်းစီထားတယ်ပေါ့နော်ဒီမှာ1 to 10မှာဆိုရင်တသမီးတို့အိမ်မှာ blocks တုံးတွေရှိတယ်ဆိုရင်လေ blocks တုံးလေးတစ်တုံးနှစ်တုံးသုံးတုံး4တုံး5တုံး6တုံး9တုံး10တုံး9တုံး10တုံးဆိုပြီးတန်းစီပြီးတော့ဒီလိုပုံစံမျိုးလေးစီပြီးတော့တသားတို့ကရေးတွက်လို့ရပါတယ်ဒါကိုကြည့်ချင်းရမယ့်ကလေးတွေကဘာကိုတွေ့မလဲဆိုရင်1ကနေ2ကိုဆိုရင် blocks တုံးလေးကတတုံးပုံများသွားတယ်3ကနေ2ကနေ3ကိုဆိုရင်လည်းတတုံးစီပုံမြင့်ပြီးတော့ပိုများသွားတယ်ဆိုတာကလေးတွေမြင်သားမှာဖြစ်ပါတယ်သင်္ချာကိုသင်တဲ့အခါမှာဒီတိုင်းပဲပြောပြပြီးသင်တာထက်တကယ်အပြင်ပလောကမှာရှိပြီးတဲ့ဟာတွေကိုပြောပြီးသင်တာကလေးတွေအတွက်တကယ်ကို fun ဖြစ်စေပါတယ်ဒီမှာဆို block stone လေးတွေကပိုပြီးတော့များလာတယ်ဆိုတော့1ကနေ10အထိဆိုရင် block stone အရေးအတွက်ကနေရာကနေများသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုကလေးကပိုပြီးတော့လည်းသိသွားမှာဖြစ်ပါတယ်1 to 10မှာဆိုရင်ကြီးရမငယ်သွားလားငယ်ရမကြီးသွားလားကိုကလေးကိုတစ်ခါတည်းမေးရမှာဖြစ်ပါတယ်ငယ်ရရင်ကြီးသွားတာဖြစ်ပါတယ်ဒီမှာဆိုရင် number 7ကိုကြည့်လိုက်မယ်နော်ဒါ what came next 6 7 8 9 after 10 that's right what came next there are 10 eggs after and there are 9 eggs and there are 8 eggs and there are 7 eggs there are 6 eggs ဆိုတော့ဒီချေတို့ကဘာပြီးရင်ဘာလာမလဲဒီမှာဘာလေးအရေးအတွက်ပုံဖြည့်ပေးရမလဲဒီမှာဆိုရင်10လုံးရှိတယ်ဒီမှာဆိုရင်ကြုတ်လေးက9လုံးရှိတယ်ဒီမှာဆိုရင်ကြုတ်လေးက10လုံးရှိတယ်ဒီမှာဆိုရင်ကြုတ်လေးက9လုံးရှိတယ်ဒီမှာဆိုကြုတ်လေးက6လုံးရှိတယ်တဖြည်းဖြည်းနဲ့ဒီကြုတ်ဥကကလေးတွေသုံးပြီးတော့လည်းသင်ပေးလို့ရတယ်ခလေးတွေကဒီများရင်ပြီးတော့ငယ်သွားတယ်ဆိုတဲ့ဟာကိုကလေးတွေကတခါတည်းကြုတ်ကကလေးတွေတွေ့ပြီးတော့သိသွားမယ်များရင်ပြီးတော့ငယ်သွားတယ်ဒီ block stone လေးမှာဆိုရင်ငယ်ရရင်ပြီးတော့ကြီးသွားတယ်အဲဆိုတော့သူတို့ကဒီကြီးရရင်ငယ်သွားတယ်ငယ်ရရင်ကြီးသွားတယ်ကိုသူတို့ကအပြင်ပမှာဟိုတိချာနားလေရှင်းလင်းပြီးတော့ပျော်စီမှာပေါ့နော်စာသင်ရအသင်ချာဒီမှာဆို number 9ကိုကြည့်မယ်နော် count backwards ကလေးလေးကခုန်နေတယ် count backwards ဆိုတာနောက်ပြန်ပြီးတော့ရေးတွက်မှာဒီချက်တော့ backwards လုပ်မယ်ဆိုရင်10ကနေပြန်ပြောမယ်တဆိုပါအောင်10 9 8 7 6 5 4 3 2 1 0 number 10မှာဆို what are the missing number ပျောက်ဆုံးနေတဲ့ number တွေကဘာတွေလဲခလေးကဒီမှာဆိုကြည့်ရမှာ 4 5 6ပြီးရင်ဘာလာမလဲ तू ကစဉ်းစားမဲ့အခါမှာ6ပြီးရင်တိုးရမလား6ကိုတစ်ခုလျှော့ရမလား तू ကစဉ်းစားရမယ်ပေါ့နော်ရှေ့ရဟာတွေကို तू တိချာနားလည်ရင်6ပြီးရင်6 after 7လို့ तू တခါတည်းပြောနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့6 7 9ပြီးရင်10အဲ့ဒါဆိုရင် तू ကငယ်ရရင်ကြီးသွားတာပေါ့နော်ဒီတစ်ခုနဲ့တစ်ခုကိန်းစင်တွေတစ်ခုကြာမှာတစ်ခုစီကွာဟတယ်ဆိုတဲ့သဘောတရားကိုလည်း तू ကနားလည်ရမှာဖြစ်ပါတယ်နံပါတ် B မှာဆိုရင်9 8 7 6 5 4 3 2 1ဒါဆိုရင် तू ကကြီးရရင်ငယ်သွားတာဖြစ်ပါတယ်နံပါတ် C မှာဆိုရင်ရောခြားရဟတ်လေးကိုကြည့်မယ်ဆိုရင်ဒီချေတို့ကဒီမှာဆိုရင်7 8 9ဒီမှာဆိုရင်2 1နောက်မှာဆိုရင်0တခါလေးတန်းတင်တာကြောင့်မို့0ရှိတယ်ဆိုတော့တို့ကသိရမှာဖြစ်ပါတယ်ဒီမှာဆိုအလဲက missing number ဆိုရင်3 2 1 5 4 3 4 6 5 10 9 8 that's all please like and share နောက်ထပ်ဗီဒီယိုလေးတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီချက်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လေးလောက်သွားပြီးမမေ့ပါနဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်